ငွေနှင်းမှုကြီးများကိုစိုက်ပျိုးရန်လုပ်ငန်းစဉ်တွင်မြေဩဇာပြင်ဆင်ခြင်းမျိုးစေ့များတွင်အကျိုးပြုအမှုစီဝါသက်ရှိများပေါင်းထည့်ခြင်းနှင့်ရှင်သန်ပေါက်ပွားစေခြင်းကြီးထွားမှုစီမံခန့်ခွဲခြင်းနှင့်စုကူးခြင်းပါဝင်သည်လေယာလုပ်ငန်းဆောင်ရွက်ချက်တစ်ခုစီကိုလေ့လာကြည့်ကြပါစို့ပထမဦးစွာမှုများအတွက်မြေစီလွှာကဲ့သို့လှုပ်ဆောင်သည့်မြေဩဇာကိုပြင်ဆင်ပါလွှာဆောင်မှုပြောင်းမှထွက်ရှိသည့်ပစ္စည်းများနှင့်ခရုခုံမှုတို့ကိုသတ်မှတ်အချိုးများဖြင့်ရောဆက်ပါမြေဩဇာအဆိုဓာတ်65မှ80ရာခိုင်နှုန်းရောက်ရှိစေရန်ရေထည့်ပါသို့မဟုတ်ရေပမာဏချိန်ညှိပါပလင်းများကိုမြေဩဇာဖြည့်ပြီးနင်းတို့ကိုကုန်တင်ခင်းပြားများပေါ်တွင်တင်ထားပါပြန်လည်အသုံးပြုထားသောကုန်တင်ခင်းပြားများကိုအစွန်းချွတ်စေးရည်ဖြင့်ကြိုတင်ပိုးသက်တင်ပြီးတန်ရှင်းသောအခြေအနေဖြစ်အောင်ပြင်ဆင်သင့်သည်မြေဩဇာဖြည့်ထားသည့်ပလင်းများပေါ်ရှိမြည်သည့်အစအနကိုမဆိုတုတ်ပစ်ပါမြင်းများမှုဖြစ်စေသောအရာများကိုမြင့်မားသောအပူချိန်ဖြင့်တုတ်တင်ရှင်းလင်းရန်ပလင်းများကိုပိုးသက်အခန်းသို့ပြောင်းရွှေ့ပါပလင်းများကို85ဒီဂရီစင်တီဂရိတ်ခန့်အထိကြိုတင်အေးခံပါထို့နောက်နင်းတို့ကို18ဒီဂရီစင်တီဂရိတ်ခန့်အထိထပ်မံအေးခံပါအေးခံစဉ်အတွင်းမျိုးစာသည်အေးခံခန်းမှလေပမာဏများစွာကိုစုပ်ယူသည့်ထို့ကြောင့်အေးခံခန်းကိုတေချာတန့်ရှင်းရေးလုပ်ပြီးပိုးသက်ပါမှုဦးကိုပလင်းများထဲသို့ထည့်ခြင်းဖြစ်သည့်မျိုးစာထဲမှုမြင့်ထည့်ခြင်းသည်မရှိမဖြစ်အဆင့်ဖြစ်ပြီးပုံမှန်အားဖြင့်မျိုးစိများတွင်အကျိုးပြုအနုစီဝါသက်ရှိများအလိုလျောက်ပေါင်းထည့်ကရိယာဖြင့်ပြုလုပ်သည်မျိုးစိများတွင်အကျိုးပြုအနုစီဝါသက်ရှိများအလိုလျောက်ပေါင်းထည့်ကရိယာကိုအသုံးပြုသည့်အခါပြင်ပမျိုးမှုများမှညဉ့်ညမ်းမှုမဖြစ်စေရန်တန့်ရှင်းမှုကိုတင်းကျပ်စွာထိန်းသိမ်းပါမိုင်းစီလီယမ်မှုမြင့်များညဉ့်ညာစွာကြီးထွားစေရန်မျိုးပြန့်ပွားစေမည့်အခြေအနေများကိုတင့်တော်စွာပြုလုပ်ပေးပါမြေဩဇာတွင်မှုမြင့်ထည့်ပြီးနောက်15မှ28ရက်ခန့်အတွင်းအသက်ရှူနှုန်းတိုးမြင့်လာသောကြောင့်လေဝင်လေထွက်ကောင်းအောင်သေချာလုပ်ပေးပါရှင်သန်ပေါက်ပွားစေပြီးနောက်မှုသို့မဟုတ်ပိုးမွှားများကြောင့်ညဉ့်ညမ်းသွားသောပလင်းများကိုရွေးချယ်၍ဖယ်ရှားပါအယောင်ပြောင်းသွားသောအစွန်းကွက်များမျက်နှာပြင်ပေါ်တွင်ဝမ်းကဲသို့ကြွနေခြင်းချင်းသောသို့မဟုတ်ပုတ်တိုးသောအနံ့နှင့်ပိုးလောင်းများသို့မဟုတ်ပမြင်းကောင်များအားလုံးကိုဖယ်ရှားတင်သည်ထို့နောက်အောက်ခံမျက်နှာပြင်၏တစ်စိတ်တစ်ပိုင်းကိုချစ်ထုတ်ပါပလင်းကိုပြောင်းပြန်လှန်ပြီးရင်းတို့ကိုကြီးထွားရာအခန်းသို့ရွှေ့ပါမှုပွင့်ဖူးငယ်များစပေါက်ပြီး3ရက်မှ5ရက်အကြာတွင်အလွှာတင်ခြင်းပြုလုပ်ပါပုံသဏ္ဍာန်ညီများပြီးကျန်းမာသောမှုနုများကိုသာထားကာကြံတွေများကိုဖယ်ရှားပါကြီးထွားမှုအဆင့်တစ်ခုစီအလိုက်ပတ်ဝန်းကျင်ကိုတင့်တော်စွာချိန်ညှိပါအလင်းဖြော့ဖြော့သာဝင်ရောက်ကြောင်းသိကြပါစေဓာတ်ရိုက်နေအောင်ထိခြင်းကိုရှောင်ကျဉ်ပါကာဗွန်ဒိုင်အောက်ဆိုက်ပမာဏမြင့်မားပါကမှုရိုးတံများကိုပါးလွှာရှည်လျားစေပြီးအရည်အသွေးကျဆင်းစေသောကြောင့်2နာရီခြားတစ်ကြိမ်လုံးဖြင့်10မိနစ်ကြာလေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါမှုထိပ်ကူးမပွင့်မီအရွယ်စားတင့်တော်သည့်အချိန်တွင်ငွေနှင်းမှုကြီးများကိုစုခူးပါပုံမှန်အားဖြင့်ထူ9မှ9စင်တီမီတာရှိပြီးပေါ်ပွားဤမှုထိပ်ကူးသည်အကောင်းဆုံးဖြစ်သည်မှုကိုရှေ့သို့တွန်းပြီးနောက်သို့ပြန်ဆွဲယူကာအောက်ပိုင်းကိုလှိဖြတ်ပါအခြေကိုမဖြတ်မိစေရန်သတိထားပါညဉ့်ညမ်းမှုကိုကာကွယ်ရန်နင်းတို့ကိုထိပ်ကူးခြင်းထိအောင်ထားပြီးလေဝင်လေထွက်ကောင်းသောဘူးထဲတွင်ထည့်ပါခြေ၏အစိတ်ပိုင်းနှဲငယ်ကိုခြံထားကာမှုကိုလက်ဖြင့်နှုတ်ယူခြင်းဖြင့်အဆိုဓာတ်နှင့်လက်ဆက်မှုကိုထိမ့်သိမ်းပါပစ္စည်းနှင့်အယောင်ပြောင်းနေသို့မဟုတ်အလွန်မင်းပွင့်နေသောထိပ်ကူးရှိသည့်မှုများအားလုံးကိုစွန့်ပစ်ပါစုပ်ကူးပြီးနောက်ပလင်းများကိုပြန်လည်အသုံးပြုရန်ချက်ချင်းရှင်းလင်းကာပိုးသက်တန့်စင်ပါဤဒီမှာစိုက်ပျိုးရေးလုပ်သားများအတွက်တီးနှံအလိုက်လေယာစိုက်ပျိုးခြင်းလုပ်ထုံးလုပ်နည်းများဆိုင်ရာလမ်းညွှန်ချက်ဖြစ်ပါသည်ကျေးဇူးတင်ပါသည်